ပညာမှာနှစ်ခုရှိရပေါ့နော်စာအုပ်ပညာတတ်တဲ့လူတွေနဲ့ဘဝပညာတတ်တဲ့လူတွေနဲ့ပေါ့နော်တကယ်ပညာတတ်တဲ့လူတွေနဲ့ဘာကွာသွားလဲဆိုတော့ပုံကြီးချက်ရရင်ပုံကြီးမချက်ရရင်ကွာသွားတယ်ပေါ့နော်စာအုပ်ထဲကပညာတတ်တဲ့ကောင်တွေဒီဇိုင်နာတွေဒီလိုမျိုး artist တွေဘာတွေညာတွေကကြတကယ်တမ်းဘဝပညာလာတဲ့အချိန်ကျရင်သူတို့ကပုံကြီးချက်မှာသူတို့ကအလုပ်လုပ်တယ်လို့ထင်တယ်ပေါ့တကယ်ဘဝပညာတကယ်တမ်းမြန်လုပ်ဖို့ရယ်တွတ်လုပ်ဖို့ရယ်မြန်ဆုံးဖြတ်ချက်ချတတ်ဖို့ရယ်မြန်အဖြေရှာတတ်ဖို့ရယ်ဟိုအဖြေကနေပြဿနာဖြစ်လာရင်အဲ့ပြဿနာကိုမြန်ဖြေရှင်းတတ်ဖို့ရယ်အဲ့ဟာတွေကမြန်နေရတယ်လွယ်နေရမယ်မြန်နေရမယ်မြန်လုံးနိုင်ရမယ်မြန်လုံးနိုင်ရမယ်ခဏလုံးနိုင်ရမယ်ထက်ခါလုံးနိုင်ရမယ်ဒါတွေကဒီဟာတွေကစောက်ရမ်းပညာဒါမှတကယ်ပညာပေါ့နော်ဒီဟာကိုလည်းတော်တော်များများနားလဲမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတာတော်တော်များများကြာစာအုပ်ထဲကပညာရင်းနဲ့ကြီးပြင်းလာတဲ့လူတွေများတယ်ပေါ့သိရမလားစာအုပ်ဖတ်ပြီးတော့ကြီးပြင်းတဲ့ကောင်တွေများအဲကြောင့်အကိုကစာအုပ်အရင်မဖတ်ဘူးဆိုတော့အကိုကဘဝပညာကိုအကိုကပို့ပြီးအားပေးတယ်